ရှေးလူသားသည်အခုလေးတင်အေယာမမီကြောင်းကြီးတစ်ကောင်ဤမျိုးချခြင်းကိုခံလိုက်ရသည်သို့သောနောက်တစ်စက္ကန့်အတွင်းမိကြောင်းဤရှာမှာအင်အားပြင်းစွာဖြင့်ဆုတ်ခဲခံလိုက်ရသည်မြစ်တစ်စင်းလုံးသွေးများဖြင့်ညီရဲသွားခဲ့သည်သွေးပြည့်လိမ့်ကျန်နေသောရှေးလူသားသည်ရေထဲမှတဖြည်းဖြည်းရှောက်ထွက်လာခဲ့သည်အရာအလုံးသည်တရက်မတိုင်မီကစတင်ခဲ့ခြင်းဖြစ်သည်အိုမင်းနေသောရှာမန်ဆရာကြီးနိုးလာသောအခါရွာတရွာလုံးမီးလောင်ပြာကျနေပြီဖြစ်သည်သူ၏မျိုးနွယ်စုဝင်များစုမှတက်ဖြတ်ခံထားရပြီးသူတယောက်တည်းသာအသက်ရှင်ကျန်ရစ်ခဲ့သည်ဝမ်းနဲ့ဒေါသများဖြင့်ပြင်းထန်နေစဉ်ရန်သူတဦးအသက်ရှင်နေသေးသည်ကိုတွေ့ရှိခဲ့သည်ထို့ကြောင့်လက်စားချီလိုစိတ်ဖြင့်အယူမှုပြေးဝင်တိုက်ခိုက်ခဲ့ပြီးနောက်ဆုံးတွင်ထိုရန်သူအသက်မရှိတော့မှရပ်တန့်ခဲ့သည်ထို့နောက်ရှာမန်ကြီးသည်တောင်ထိပ်ရှိဖျားเจ้าကိုကြည့်လိုက်ပြီးဆုံးဖြတ်ချက်တစ်ခုချလိုက်သည်သူသည်မိမိ၏တဲအိမ်သို့ပြန်သွားကနှစ်ပေါင်းများစွာလှုပ်ဝက်သိမ်းဆည်းထားသောဆေးရည်တစ်မျိုးကိုထုတ်ယူခဲ့သည်ထို့နောက်ရန်သူ၏သွေးနှင့်နှလုံးကိုအသုံးပြု၍ပေါင်မိုက်သောအခမ်းအနားတစ်ခုကိုစတင်ကျင်းပခဲ့သည်နောက်တစ်စက္ကန့်တွင်ကောင်းကင်မှမိုးကြိုးပစ်ချလိုက်ပြီးအခမ်းအနားလည်းအောင်မြင်စွာပြီးဆုံးသွားခဲ့သည်ထို့နောက်သူသည်ရှေးဟောင်းကူတစ်ခုအတွင်းဝင်ရောက်ကချိန်စာတင်နှလုံးကိုအသုံးပြုပြီးအလောင်းတစ်လောင်းကိုပြန်လည်အသက်သွင်းခဲ့သည်အမောင်တို့အတွင်းအနီရောင်မျက်လုံးတစ်စုံတစ်ဖြည်းဖြည်းလေးလက်လာသည်ပုံမအားကောင်းပြီးမတိမျိုးစုံပြီးရှေးလူသားတို့ပြန်လည်သက်ဝင်လာခဲ့သည်စပင်းများဆုံးရှုံးသွားခဲ့တော်လဲသူ၏ခွန်အားမှာရခင်ထက်ပုံမကြောက်မက်ဖွယ်ကောင်းလာခဲ့သည်မကြာမီရှေးလူသားသည်ရန်သူစခန်းသို့တယောက်တည်းရောက်ရှိလာခဲ့သည်ထိုအချိန်တွင်သူသည်တတိစိတ်လုံးဝကင်းမဲ့နေတကယ်သို့ဖြစ်နေသည်ရှာမန်ကြီး၏အမိတ်ပေးတန်နှင့်အတူရှေးလူသားသည်လူအုပ်ထဲသို့တိုက်ရိုက်ဝင်ရောက်ချေမှုန်းတော်သည်ဘလောက်ပင်ဒဏ်ရာရသူသည်မရက်တန့်ခဲ့ပြီးရန်သူများကိုတယောက်ပြီးတယောက်ရက်ဆက်စွာလဲကျစေခဲ့သည်သို့သောတိုက်ပွဲအတွင်းရန်သူတအုပ်ကရှာမန်ကြီးထန်လန်းတစ်ချောင်းပြစ်လွတ်လိုက်သည့်လှန်သည်သူ၏ခန္ဓာကိုယ်ကိုထိုးဖောက်သွားပြီးချက်ချင်းတေဆုံးသွားစေခဲ့သည်ထိန်းချုပ်မှုပြတ်တောက်သွားသည့်အခါရှေးလူသားသည်ရုတ်တရက်ရပ်တန့်သွားပြီးလုံးဝမလုံမရှားဖြစ်နေတော့သည်ထိုအခြေအနေကိုမြင်သောရန်သူများကသူ၏ဦးကောင်းကုန်တဝက်ကိုပင်ကုတ်ဖြတ်ပစ်လိုက်ကြသည်သို့သောရှေးလူသားသည်နာကျင်မှုကိုမခံစားရတဲ့ကဲ့သို့မတ်တရက်နေစေဖြစ်သည်ရန်သူများသည်အလွန်ကြောက်လန့်သွားပြီးနေရာအနှံ့ထွက်ပြေးကုန်ကြသည်နောက်တစ်နေ့ရောက်မှသာရှေးလူသားသည်တဖြည်းဖြည်းသတိပြန်လည်လာခဲ့သည်သို့သောသူ၏မျက်လုံးများမှာအတိတ်ပဲကင်းမဲ့စွာဗလာဖြစ်နေစေပင်ထို့နောက်သူသည်ရေကန်တစ်ခုသို့သွားကမိမိ၏ရောင်ပြန်ပုံကိုကြည့်နေခဲ့သည်သို့သောနောက်တစ်စက္ကန့်တွင်အေယာမမီကြောင်းကြီးတစ်ကောင်ရေထဲမှရုတ်တရက်ထွက်ပေါ်လာသည်ယင်းသည်ရှေးလူသားကိုတခါတည်းမျိုးချလိုက်ပြီးသားကောင်ကိုတက်ရန်ညင်း၏နာမည်ကျော်တဲ့ဘောကိုအပြင်းထန်လှည့်ပတ်အသုံးပြုခဲ့သည်သို့သောနောက်ဆုံးတွင်တေဆုံးသွားခဲ့သူမှာရှေးလူသားမဟုတ်ပဲမိကြောင်းကြီးပင်ဖြစ်ခဲ့သည်ကြည့်ရှုသူများအားလုံးစိတ်နှလုံးရှင်လန်းကြပါစေကာတွန်းဇာတ်ကားကောင်းများကြည့်ရှုခြင်းပါက like and follow လုပ်သွားပေးကြပါနော်